ပြန်လည်မွေးဖွားလာပြီးနောက်အမျိုးသမီးဟာပထမဆုံးလုပ်လိုက်တဲ့အလုပ်ကတော့နောက်ခန်းမှာထိုင်နေတဲ့အမျိုးသားကိုစာကြိုးစားခိုင်းတာပါပဲဘာလို့လဲဆိုတော့အဲ့ဒီလူကသူမရဲ့အနာဂတ်ခင်ပွန်းဖြစ်နေလို့ပါအတိတ်ဘဝတုန်းကတော့သူမရဲ့ခင်ပွန်းဟာပြင်းရည်ပြီးရည်မှန်းချက်မရှိသူတစ်ယောက်ဖြစ်ခဲ့ပါတယ်နောက်ဆုံးမှာတော့သူ့ဖခင်ရဲ့စွန့်ပစ်ခြင်းကိုခံခဲ့ရပြီးမိသားစုလုပ်ငန်းကိုဆက်ခံခွင့်ဆုံးရှုံးခဲ့ရပါတယ်နောက်ပိုင်းမှာသူတို့နှစ်ယောက်ဟာကိုယ်ပိုင်ကုမ္ပဏီတစ်ခုကိုထိပ်တန်းအဆင့်ရောက်အောင်အတူတူတည်ထောင်နိုင်ခဲ့ကြပါတယ်ဒါပေမဲ့သူ့ရဲ့ညီဖြစ်သူကသူတို့ဇနီးမောင်နှံကိုထောင်ချောက်ဆင်ခဲ့တာကြောင့်ကားအက်ဆီဒင့်နဲ့တေဆုံးခဲ့ရပါတယ်ညီဖြစ်သူဟာအကိုဖြစ်သူရဲ့အမွေတွေကိုတိမ့်ပိုက်ချင်တာကြောင့်ဒီလိုလုပ်ခဲ့တာပါအဲ့ဒီအချိန်တုန်းကအမျိုးသမီးဟာညီဖြစ်သူအမွေရအောင်ကူညီပေးခဲ့မိတာကိုနောက်နာကြီးကျေရခဲ့ပါတယ်ကံကောင်းစွာနဲ့ပဲကံကြမ္မာကသူမကိုနောက်ထပ်အခွင့်အရေးတစ်ခုထပ်ပေးခဲ့ပြီးသူမရဲ့အထက်တန်းကျောင်းသားဘဝကိုပြန်လည်ရောက်ရှိလာခဲ့ပါတယ်ဒီတစ်ချိန်မှာတော့သူမဟာခင်မုန်းဖြစ်သူကိုစာကြိုးစားအောင်ကူညီပေးပြီးသူ့ညီကအမွေတွေကိုတိမ့်ပိုက်တာမျိုးလုံးဝအဖြစ်မခံတော့ဘူးလို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့အထက်တန်းကျောင်းသားဘဝကသူမရဲ့ခင်မုန်းဟာပုံကန်တက်ပြီးစာမလုပ်တဲ့ကျောင်းသားစုတစ်ယောက်ဖြစ်နေပါတယ်အဲစကားပြောယုံတင်တဲ့တင်သူမကိုအရန်ဒေါသထွက်စေပါတယ်ဘာလို့လဲဆိုတော့အဲ့ဒီတုန်းကသူမဟာသူ့ရဲ့ညီကိုပဲကြိုက်နေခဲ့တာပါအဲ့ဒါကြောင့်လေကောင်လေးဟာသူမအပေါ်အမြဲတမ်းရွေးဆောင်ပြီးအေးဆက်ဆက်ဆံနေတာဖြစ်ပါတယ်အဲ့ဒီမှာပဲသူ့ရဲ့ညီဖြစ်သူကသူမစီရောက်လာပါတယ်အမျိုးသမီးဟာဒီအခွင့်အရေးကိုတုံးပြီးသူနဲ့ပတ်သက်သမျှအကုန်ဖြတ်တောက်ပစ်လိုက်ပါတယ်သူမကသူ့ကိုစာတင်မပေးတော့ဘူးလို့အတိလင်းပြောလိုက်တဲ့အခါသူကရှက်ရမှမသိပဲငါကနင့်ကိုတစ်ခါကဲဖူးတာမို့နင်ငါ့ကိုကူညီပေးဖို့တာဝန်ရှိတယ်လို့ပြောလာပါတယ်အဲ့ဒီတော့မှသူမဟာအထက်တန်းတုန်းကအမောက်ဖုံးခဲ့တဲ့အဖြစ်အပျက်တစ်ခုကိုပြန်တတိယသွားပါတယ်တခါကသူမဟာကြောင်းပြင်မှာအနိုင်ကျင့်ခံနေရစဉ်အတန်းဖော်တစ်ယောက်ကလူဆိုးတွေကိုအဝေးကိုဆွဲခေါ်သွားပြီးမကိုကဲတင်ခဲ့ပူးပါတယ်တကယ်တော့အဲ့ဒီလူကသူမရဲ့ခင်ပွန်းလောင်းဖြစ်သူပါဒါပေမဲ့သူမကတော့ထောင်ချိုးကနေထွက်လာတဲ့ညီဖြစ်သူကိုပဲသူမရဲ့ကဲတင်ရှင်လို့အထင်မှားခဲ့တာပါညီဖြစ်သူဟာသူမအထင်မှားနေတာကိုတည့်ရက်နဲ့မပြင်ပေးတဲ့အပြင်သူမရဲ့ကျေးဇူးတင်မှုတွေကိုရှက်ရမှန်းမသိလက်ခံခဲ့ပါတယ်အမျိုးသမီးကသူ့ကိုအမွေတွေရအောင်ကူညီပေးပြီးတဲ့နောက်မှာတော့သူကသူမကိုတနာညတာမှုမရှိပဲစွန့်ပစ်ခဲ့ပါတယ်ဒါတွေကိုပြန်စဉ်းစားမိတဲ့အခါအမျိုးသမီးဟာညီဖြစ်သူကိုအကိုဖြစ်သူရဲ့သူရဲ့ကောင်းလုပ်ရက်ကိုအလွဲသုံးစားလုပ်ခဲ့မှုအတွက်လူပုံအလဲမှာဖွင့်ချလိုက်ပါတယ်သူမနဲ့ဝေးဝေးမှနေဖို့မဟုတ်ရင်အမှန်တရားအလုံးကိုလူသိရှင်ကြားထုတ်ဖော်ပြမယ်လို့တတိပေးလိုက်ပါတယ်အမျိုးသမီးအတန်းနဲ့ပြန်ရောက်တဲ့အခါသူမရဲ့ခင်ပွန်းလောင်းကိုချက်ချင်းပဲတောင်းပန်လိုက်ပါတယ်အဲ့ဒီတုန်းကလူမားခဲ့တာကိုဝန်ခံလိုက်ပါတယ်အသက်ငယ်ခဲ့တဲ့ကျေးဇူးကိုဆက်တဲ့အနေနဲ့စာတင်ပေးမယ်လို့ကမ်းလှမ်းပေးမယ်ကောင်လေးကတော့မထီမဲ့မြင်ကြည့်ပြီးသူမကိုဂရုမစိုက်ပဲညှင်းဆိုပါတယ်ညီဖြစ်သူကအဲ့ဒီမြင်ကွင်းကိုမြင်တဲ့အခါအရန်ကိုမကြည်မနှက်ဖြစ်သွားပါတယ်ကြောင်းစင်းတဲ့အခါသူဟာအတန်းဖော်တယောက်ကိုခိုင်းပြီးသူ့အကိုကိုတွားရန်စခိုင်းပါတယ်ဒါပေမဲ့အမျိုးသမီးကရုတ်တရက်ပေါ်လာပြီးသူတို့ကိုတားဆီးလိုက်ပါတယ်သူမကကောင်လေးကိုဒီနေ့ကစပြီးရန်ပွဲတွေမှာလုံးဝမပါဘူးအမိန့်ပေးလိုက်ပါတယ်အဲ့ဒီနောက်မှာတော့သူမဟာမြင့်တက်နေတဲ့ကောင်လေးကိုဘာမှပြန်မပြောနိုင်ခင်မှာပဲသူမရဲ့ရင်ခွင်ထဲကိုဆွဲဖက်လိုက်ပါတယ်ဒီနေ့ကစပြီးဒီလူကိုသူမကပဲကာကွယ်ပေးသွားမှာဖြစ်ကြောင်းအားလုံးကိုကြေညာလိုက်ပါတယ်သူ့ကိုလာရန်စားတဲ့သူရှိရင်ကျောင်းအုပ်ကြီးစီတိုင်မယ်လို့လည်းတတိပေးလိုက်ပါတယ်သူမဟာကျောင်းအုပ်ကြီးအချစ်ဆုံးကျောင်းသူဖြစ်တာကြောင့်လူဆိုးကျောင်းသားတွေလည်းထွက်သွားကြရပါတယ်ဒါပေမဲ့သူတို့ထွက်သွားတာနဲ့ညီဖြစ်သူဟာကျောင်းအုပ်ကြီးနဲ့သူတို့ရဲ့ဖခင်ကိုခေါ်ပြီးပြန်ရောက်လာပါတယ်သူကဖခင်ဖြစ်သူဒေါသထွက်အောင်သူ့အကိုကရန်ဖြစ်ပြန်ပြီးလို့ဆွဆွဲပြီးသူတို့သားအဖကြားတွေးခွဲဖို့ကြိုးစားပါတယ်အဲ့ဒီအခါမှာအမျိုးသမီးကရှေ့ထွက်လာပြီးဒီမှာဘယ်သူမှရန်မဖြစ်ကြပါဘူးသူကသမီးနဲ့အတူစာလုပ်ဖို့လာတာပါလို့ပြောလိုက်ပါတယ်အဲ့ဒီစကားကြောင့်လူတိုင်းဟာအံ့ဩမြင်တက်သွားကြပါတော့တယ်